တင်းအရှိန်ကိုမလျှော့ပါနဲ့ပြောကြည့်ပါဦးတင်းအရှိန်ကိုမလျှော့ပါနဲ့အာမင်အရှိန်ကိုမလျှော့ပါနဲ့အာမင်တင်းရဲ့အရှိန်ကိုမလျှော့ပါနဲ့ဟာလေလုယာဒါကြောင့်မလို့ဒီနေ့ကိုယ့်ရဲ့အရှိန်ကိုကျွန်တော်တို့ကိုတင်ရမှာဖြစ်တယ်အာမင်တင်းဘုရားသခင်နဲ့ဆက်ဆံခြင်းဘုရားသခင်နဲ့တွာလာခြင်းဆုတောင်းခြင်းချမ်းသာဖတ်ခြင်းဘုရားမျက်နှာရှာခြင်းအဲ့ဒီအရာကိုတင်းကိုယ်တိုင်တင်မရမှာအာမင်မင်းတို့ငါဆူတောင်းပေးနေတယ်နော်အဲ့လောက်နဲ့မရဘူးသူများဆူတောင်းပေးုံနဲ့မရဘူးအာမင်တင်းအရှိန်ကိုတင်ရမယ်အာမင်တင်းရဲ့အရှိန်ကိုလျှော့နေတော့ဘယ်လိုကောမလဲတင်းရဲ့အရှိန်ကိုကတင်းကိုယ်တိုင်ကအရှိန်လျှော့နေမှတော့နောက်ကတင်းနောက်ကလိုက်တဲ့လူတွေကဘယ်လိုလိုက်တော့မလဲတရင်တရင်ဖြစ်ကုန်မှာပေါ့အာမင်ဒါမဲ့မဟုတ်ဘူးငါဖခင်နဲ့ပတ်သက်လာရင်မရဘူးငါယုံကြည်ခြင်းနဲ့ပတ်သက်လာရင်မရဘူးငါအသက်တာနော်လိုက်လျှောက်ခြင်းနဲ့ပတ်သက်လာရင်ကျမ်းစာဖတ်ခြင်းဆူတောင်းခြင်းနဲ့ပတ်သက်လာရင်တော့ငါမရဘူးမင်းတို့မလျှော့ပေးနိုင်ဘူးအားလုံးလားဆူတောင်းမယ်အားလုံးလားဆိုတဲ့ယုံကြည်ခြင်းနဲ့ဆွဲခေါ်တော့ဟာလေလုယာယုံကြည်ခြင်းနဲ့အရှိန်တင်တော့မိခင်ဖခင်များဖြစ်စေဖို့အတွက်တယောက်စီရင်ပေါ်ဖျားတင်ကောင်းကြီးပေးပါစေ